တုန်းကမြကြီးတစင်းရဲ့ဘေးကရှော့အိမ်လေးမှာဖားလေးနေထိုင်ပါတယ်။သူဟာရှော့နှင်းမှာလူလိုက်ရတာကိုအရန်ကြိုက်တဲ့ဖားလေးပေါ့အမြင့်တော်နေမှာ။ဖားရဲ့မူးပြာရောင်လက်ပြာလေးဟာမြကန်းနာကပန်းလေးတွေကိုဝှေ့ရီတောက်ရင်းဖားရဲ့အနီးကိုရောက်လာတယ်။လက်ပြာလေးရဲ့အတောင်ပံတွေကနေအောင်အောက်မှာယတနာလိုတောက်ပနေတဲ့လှပတဲ့မူးပြာရောင်လက်ပြာလေးဟာပန်းခင်းကနေပြန်ဝဲလာပြီးဖားနဲ့မိတ်ဆက်ဖြစ်ခဲ့တယ်။ဖားကသူ့ရှော့အိမ်အကြောင်းပြောပြတယ်။လက်ကလည်းကောင်းကင်အကြောင်းပြန်ပြောပြတယ်။အဲ့ဒီနေ့ကစပြီးဖားနဲ့လက်ပြာလေးဟာမိတ်ဆွေတွေဖြစ်သွားကြတယ်။ဒီနေ့မှာတော့လေပြင်းမုန်တိုင်းကျလာတယ်။လေကအားပြင်းတာကြောင့်လက်ပြာလေးကိုလွင့်စင်သွားစေတယ်။လက်ပြာလေးကကြောက်လန့်တကြားအော်ဟစ်တယ်ဖားကအဲ့ဒီအတန်ကိုကြားတော့ချက်ချင်းရေထဲကနေခုန်ထွက်လိုက်တယ်။ရွှွနွန်တွေကိုဖြတ်ကျော်ပြီးရေစက်နားမှာလက်ပြာလေးကိုတွေ့တော့ဖားကသူ့ရဲ့စိတ်ကက်တဲ့ရှာရှိကြီးနဲ့လက်ပြာလေးကိုထိခိုက်မှုမရှိအောင်မြင်သာစွာပတ်လိုက်တယ်။ပြီးတော့လေကာယာဖြစ်တဲ့ကျူပင်အောက်ကိုပို့ပေးလိုက်တယ်။လက်ပြာလေးကဖားရေမင်းမရှိရင်ငါရင်းနစ်တေတော့မှာပဲ။ငါ့ကိုကယ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောတယ်။ဖားလေးကငါတို့ကမိတ်ဆွေတွေပဲ။မိတ်ဆွေဆိုတာလိုအပ်တဲ့အချိန်ကူညီဖို့ပဲလို့ပြန်ပြောလိုက်တယ်။သူတို့နှစ်ယောက်ဟာမတူညီတဲ့ကဘာလေးတွေမှာနေထိုင်ကြပေမဲ့မိတ်ဆွေစိတ်နှလုံးသားကတော့အတူတူပဲဆိုတာသူနားလည်လိုက်ပြီ။ကလေးတို့ရေမိတ်ဆွေဆိုတာပုံစံတူနေဖို့တည်းမဟုတ်ပဲတယောက်ကိုတယောက်လေးစားနားလည်ပေးတဲ့နေရာကနေလဲစတင်တက်တယ်ဆိုတာသိထားဖို့နော်